ဒီဗီဒီယိုလေးမှာတော့အမတို့အိမ်သားကအရန်လှပတဲ့တစ်ပင်ကြီးအကြောင်းကိုအမရိုက်ပြထားတာဖြစ်ပါတယ်အမတို့လိုက်ကြည့်ပေးဦးနော်အားလုံးပဲမင်္ဂလာပါအမ blog လေးနဲ့အမပြန်လဲကြိုဆိုပါရစေဒီတစ်ပတ်ကတော့10နှစ်ဆိုတော့အမတို့တစ်ပင်လေးအကြောင်းနည်းနည်းပြပြောကြည့်ကြတာပေါ့နော်ဒီအပင်ကြီးတွေကတော့အမတို့အိမ်ရဲ့ဘေးချင်းကပ်ရမှာရှိရမြခင်းစိမ့်ကြီးမှာရှိတာပေါ့နော်သူကအားလုံးပေါင်း5-6ပင်လောက်ရှိတယ်ဒီမြခင်းစိမ့်ကြီးမှာအပင်အကြီးကြီးပဲအရန်လှရဲပေါ့နော်သူကဘယ်လောက်ထိအောင်ကြီးလဲဆိုရင်တစ်ပင်ရဲ့အမြင့်ကတော်တော်မြင့်တယ်လို့ဒီတစ်ပင်ရဲ့အရွက်တွေကဘယ်လောက်ထိဝေးစားတယ်လဲဆိုရင်မြခင်းမြင့်နဲ့ထိမြခင်းတွေနဲ့တိုက်လို့တိုက်ခင်နီးနီးထိကိုရှိရဲပေါ့နော်လူတွေဖြတ်လျှောက်သွားမယ်ဆိုရင်အဲ့တစ်ပင်တွေရဲ့အမြင့်ကခေါင်းကိုတိုက်သွားတဲ့ဟာမျိုးပေါ့နော်အရန်လှပြီးအရန်သဘာဝဆန်တယ်ပေါ့နော်ပြီးတော့ဒီတစ်ပင်ကြီးကကြီးလုံးအကြီးအတွက်ငှက်ကလေးတွေငှက်ပေါင်းစုံတွေကလည်းအမြဲလာတော့အဲ့နားမှာဆိုငှက်တန်လေးတွေကအမြဲတမ်းကြားနေရပြီးတော့အရန်ချစ်ဖို့ကောင်းတယ်ပေါ့နော်အမဗီဒီယိုကိုလိုက်ကြည့်တဲ့လူတွေ viewer တွေကတော့အမြဲသိလိမ့်မယ်ပေါ့နော်အမကတဘာပတ်ဝန်းကျင်ကိုချစ်မြတ်နိုးရသူဖြစ်တယ်နောက်တစ်ခုကကျတော့တတော်တွေတစ်ပင်တွေကိုချစ်မြတ်နိုးရသူဖြစ်တယ်ဆိုတော့ဒီလိုတစ်ပင်ကြီးရဲ့နားမှာနေရတာဒီလိုတစ်ပင်ကြီးရှိတာအမတကယ် treasure တစ်ခုပါပဲတကယ်တော့အမတို့ဝင်းထဲမှာဆိုလဲအဲ့လိုတစ်ပင်အကြီးကြီးအမြောက်များစွာကိုစိုက်ပျိုးထားရပေါ့နော်အမအရန်သဘောကျတယ်ပေါ့နော်ဟိုတော့တစ်ပင်တွေတတော်တွေကိုထိမ့်သိမ့်မှတဘာပဝင်းချင်းကိုအမတို့ချစ်မြတ်နိုးမှသူကလည်းအမတို့ကိုပြန်ချစ်မှာဆိုတော့အမကတဘာပဝင်းချင်းကိုထိမ့်သိမ့်မှုလဲတိုက်တွန်းချင်ပါတယ်အခုလိုတစ်ပင်တွေတတော်တွေနဲ့နေရအောင်လေအမသဘောရမ်းကြရဲပေါ့နော်ကဲဘယ်လောက်ထိလှသလဲဆိုတော့အမတူတူလိုက်ချစ်ကြည့်အောင်နော်ဒါလေးရတော့မှုပွင့်လေးပေါ့နော်သူကလေမြက်ခင်မှာသူအလိုလျောက်ပေါက်နေတာအရန်ချစ်ဖို့ကောင်းတာပဲဒီဟာကတော့အမတို့အလုပ်ကိစ္စရှိလို့ river hut ကိုသွားခဲ့တော့ကရိုက်ထားတဲ့ဗီဒီယိုလေးပေါ့နော်လန်တလန်လုံးကအရန်ကိုလှပြီးတော့အခုဟာက summer တို့ spring တို့ဖြစ်လာပြီဆိုတော့တကယ်ကိုတစ်ပင်တွေကဝေးစားပြန်ပွင့်ကုန်ပြီပေါ့နော်ဆိုတော့ပြန်ပွင့်ကုန်ပြီရွက်ကလေးလည်းပြန်ထွက်ကုန်ပြီဆိုတော့အရန်ချစ်ဖို့ကောင်းတာဒီနိုင်ငံမှာတခုကောင်းတာရာသီလေးခုလုံးကသူ့နဲ့သူချစ်ဖို့ကောင်းတာကြီးပဲဆိုတော့အခုလိုမျိုးရာသီဆိုရင်အပင်လေးတွေကအုပ်ဆိုင်နေအောင်ပြန်ပွင့်လာပြီဆိုတော့အရန်ချစ်ဖို့ကောင်းတယ်အခုလိုလမ်းလေးတွေဖြတ်ရတာအရန်သဘောကျဖို့ကောင်းတယ်ပေါ့နော်လမ်းကဖြိုးနေပြီးတော့ဘေးပတ်ဝင်းချင်းမှာဘေးနှစ်ဖက်မှာပေါ့နော်အပင်အကြီးရအုပ်ဆိုင်ပြီးတော့မှိုင်းထွေနေပြီးတော့အရန်မိုက်တာပဲပေါ့နော်အမအဲ့လို vibe မျိုးအရန်ကြိုက်တယ်ပေါ့နော်ပြီးတော့ဒီရက်ပိုင်းကရာသီဥတုကကျတော့နေအရင်လည်းမတာဘူးမိုးမအုပ်တအုပ်ကလေးနဲ့နေလို့ထိုင်လို့အရန်ကောင်းတဲ့ရာသီဥတုပေါ့နော်အရင်လည်းပူလောင်မနေဘူးပေါ့နော်အဲ့ချိန်မှာအခုလိုတော်ဘေးပတ်လဲမှာရှိရလမ်းမကြီးကနေကားမောင်းပြီးဖြတ်သွားတဲ့အရာဒါဘာနဲ့မှမတူလဲဘာလဲမှလည်းလဲလို့မရဘူးပေါ့နော်ဘယ်လောက်ထိလှနေသလဲဆိုတော့အမတူတူလိုက်ကြည့်အောင်နော်အမတို့ဒီအခုနေနေတဲ့လောင်းကလန်းဆိုတာကြာကျွန်းကြီးလိုမျိုးဖြစ်နေတာပေါ့နော်ဆိုတော့ तू ကအမတို့နေတဲ့အလဲပိုင်းလောက်ကတော့အရင်ကြီးအပင်တွေမထူထပ်နေဘူးပေါ့နော်ဒါပေမဲ့ဒီထက်ပိုပြီးတော့ဟိုးထိတ်ဆုံးကိုသွားလေမော်တင်ဇွန်းလို့ခေါ်တဲ့မွန်ထောက်ကိုရောက်လေတဖြည်းဖြည်းနဲ့အဲ့နောင်နေလေဒီလိုမျိုးအပင်အကြီးကြီးရပို့ပြီးများနေလေပဲပေါ့နော်သူ့ရဲ့သဘာဝပတ်ဝန်းကျင်ဘယ်လောက်ထိထင်းနေထားသလဲဆိုတာဟာအမတို့မျက်ဝါးထင်မြင်ရတယ်ပေါ့နော်ဆိုတော့လမ်းဘေးပတ်လေတွေမှာတစ်ပင်အကြီးတွေကအုပ်ဆိုင်ပြီးတော့တွေ့ရတယ်အရန်ချစ်ဖို့ကောင်းတယ်ဒီထက်ပိုတက်သွားလေစိမ့်ဆိုလေးပဲပေါ့နော်သူကဒီမွန်ထောက်ဘက်ကိုသွားတဲ့နေရာတွေမှာဆိုပြောရင်မီလီယံနာတွေဘီလီယံနာတွေလာပြီးအနားခိုတဲ့နေရာပေါ့နော်သူကဆမ်မာလို့အချိန်မျိုးဆိုရင်လာပြီးတော့ Florida တို့တကယ်ဒီ California ဘက်ကတထေးတွေတို့ဆိုလာကြပြီးတော့သူတို့ဒီမှာလာပြီးအပန်းဖြေရနေရလိုမျိုးဖြစ်နေတာပေါ့နော်သူတို့ကိုယ်ပိုင်လေရင်နဲ့လာကြတယ်ဒီမှာ beach တွေကလည်းအဲ့ဘက်အချမ်းမှာရှိရ beach တွေကလည်းအရန်လှတယ်ပေါ့ဥပမာအမတို့ဘက်ချမ်းမှာရှိရ beach တွေဆိုရင်ဝင်ကြီးက9.10လောက်ပေးရတယ်ဆိုရင်ဟိုမှာရှိရ beach တွေကဝင်ကြီးက90လောက်ထိကိုရှိရပေါ့နော်ဈေးကတော်တော်လေးမြင့်တယ်ပြီးတော့တော်တော်လေးလည်းလှတယ်ပြီးတော့ကန်မော်တင်ဇုံးနဲ့နေလေးပင်လယ်ကြီးအလှကလည်းပို့ပြီးတော့မိုက်တယ်ပေါ့နော်
ပြီးတော့နောက်တစ်ခုက water activity တွေလုပ်တာကိုကြိုက်တယ်နောက်ပြီး water sport တွေလုပ်တာကြိုက်တဲ့သူတွေဆိုရင်လည်းဒီကိုလာကြရပေါ့နော်ပြီးတော့ဒီလောင်းလည်းမှာကဒီ river head အမတို့သွားတဲ့နေရာမှာဆိုရင်သူကဒီ New York မှာအကြီးဆုံးဖြစ်တဲ့ water boom လို့ပေါ့နော် water boom လိုမျိုးနေရာလည်းရှိတယ်အဲ့နေရာတော်တော်များများတခြား state ကလူတွေလည်းလာပြီး enjoy လုပ်ရတဲ့နေရာတွေမှာပါတာပေါ့နော်တော်တော်ကြီးတယ်ပေါ့နော်အမှတစ်ခါမှတော့မရောက်ဘူးသေးဘူးသွားဖို့ရှိတယ်ပြီးတော့နောက်တစ်ခုကဒီ water နဲ့ပတ်သက်ပြီးတော့ဒီ water activity လုပ်ဖို့ငါးဖမ်းတဲ့ကိစ္စတွေနောက်ပြီးဝေလာငါတော့ကြည့်မဲ့ကိစ္စမျိုးတွေနောက်ပြီးလင်းပိုင်လေးတော့ကြည့်မဲ့ကိစ္စမျိုးတွေဒါမျိုးတွေကိစ္စတွေအများအားလုံးကဒီမှာလာလောက်ရတာပေါ့နော်ဆိုတော့အခုလိုမျိုးဆမ်မာမှာလာပြီးတော့များတော့အဖြစ်ကတကယ် Florida တို့တကယ် California ကတထေးတွေကလာပြီးဒီမှာအိမ်ကြီးတွေဝယ်ထားပြီးသူတို့ဒီမှာဆမ်မာမှာလာပြီးတော့အနားယူရဲဆမ်မာဆန်အိမ်လို့ခေါ်မလားအဲ့လိုမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့ကဲအမအတူတူခုလိုလိုက်ကြည့်ပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အမရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and subscribe လေးလုပ်ဖို့လည်းမမေ့ပါနဲ့ဟုတ်နော်ပြီးတော့ဘာလို့ဗီဒီယိုလေးတွေလုပ်စေချင်တယ်ဆိုတဲ့ဟာကိုလည်း comment မှာရေးခဲ့ပေးပါဦးပြီးတော့အခုလိုမျိုးတဘာပဝင်းချင်းတွေကိုနောက်ဆုံးအနေနဲ့ပြောချင်တာကတော့အမထောင်းတဲ့တိုင်းမှာပဲတဘာပဝင်းချင်းကိုချစ်မြတ်နိုးရသူဆိုတော့အခုလိုသပင်တွေတတော်တွေကိုလည်းထိမ့်သိမ်းရင်းနဲ့အမတို့တူတူတဘာပဝင်းချင်းကိုချစ်မြတ်နိုးဖို့လည်းတိုက်တွန်းချင်ပါတယ်အမတို့နောက်ဗီဒီယိုမှာထပ်တွေ့ကြပါပေါ့နော် bye bye